ကျွန်တော်ဒီနေ့ MG S5 မှာမိုင်နဲ့ကီလိုမီတာချိန်ကြီးလေးကိုပြောပြပေးမယ်အရင်ကဒီ MG4 မှာပါတယ်ဆိုတော့ MG4C ရဲ့လူတွေကိုသိပြီးလောက်ပြီအခု MG S5 မှာဘယ်လိုမျိုးလေးပြောင်းပြီးတော့ပါလဲဆိုတော့ကျွန်တော်ပြပေးမယ်ကျွန်တော်အခုဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်ကီလိုမီတာပါအာဝါပြနေပါတော့ဒီမှာဆိုလဲကီလိုမီတာပါเนาะအဲ့ဒီကောင်ကျွန်တော်ဘယ်မှာသွားလုပ်မလဲဆိုလို့ရှိရင်လွယ်လွယ်လေးကျွန်တော်တို့ဒီ infotainment screen ကိုသွားမယ် infotainment screen မှာကျွန်တော်တို့ဒီဘက်ရွှေ့ပြီးတော့ setting ထဲကိုဝင်လိုက်မယ်ပေါ့နော် MG4 မှာကျတော့ကျွန်တော်တို့ဒီ setting ထဲဝင်ပြီးလို့ရှိရင် unit ဆိုတာလေးရှိတယ် unit ဆိုတာရှိတယ်ကျွန်တော်တို့ဒီကောင်က general ထဲမှာပဲပေါ့နော် general ထဲကနေမှကျွန်တော်ဟိုအောက်ဆွဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ measurement unit ဆိုတာရှိတယ် MG4 မှာတော့ unit ဆိုပြီးရရှိတယ် measurement unit ဆိုပြီးတော့ metric နဲ့ imperial ဆိုပြီးတော့နှစ်မျိုးရှိတယ်ကျွန်တော် metric ကကျတော့ကျွန်တော်ကီလိုမီတာနဲ့ပြပေးပြီးတော့ imperial ကျတော့ကျွန်တော်မိုင်နဲ့ပြပေးမှာဖြစ်ပါတယ်ဆိုတော့အခုကျွန်တော် imperial ပြောင်းလိုက်တဲ့အတွက်မိုင်နဲ့ပြပေးဆိုတော့ဒီနေ့ဗီဒီယိုလေးတော့လောက်ပါ bye bye